မ်းဖက်တောင်းချမ်းသူများအနေနဲ့ NC ကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ဒေဂိကောဒေသတဝိုက်အခြေပြုပြီးအစိုးရအုပ်ချုပ်မှုရန်များပျက်စီးစေရတဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တီးခြားလွတ်လပ်သောကော်တူလေးပြည်နယ်နဲ့ကော်တူလေးအစိုးရထူထောင်ရန်အတွက်2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်များကြောင့်နယ်စပ်ဒေသများကိုထွက်ပြေးတိမ်းရှောင်လာကြသူများကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောင်မှာလက်ခံထိန်းသိမ်းပြီးပြည်ပနိုင်ငံကြီးအချို့ရဲ့ငွေကြေးထောက်ပံ့မှုများဒေသတွင်းမှာကြားဖြန့်အပါအဝင်တရားမဝင်လုပ်ငန်းများမှာရရှိတဲ့ငွေကြေးများကိုလက်ခံရယူပြီးအကြမ်းဖက်တင်နန်းများတင်ကြားပို့ချကာလက်နက်များတပ်ဆင်ပေးပြီးရှေ့ကတပ်ဖြင့်အသုံးချကာကရင်ပြည်နယ်အတွင်းရှိတပ်မတော်မှစစ်စင်ရေးနဲ့နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့တပ်စခန်းများအပါအဝင်တင်ငန်းညီနောင်နဲ့မြောက်ရီဒေသရှိနယ်မြေကန်တရင်တပ်ဖွဲ့များနဲ့တပ်စခန်းများကိုအင်အားအလုံးအင်းဖြင့်အလေးအငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်တပ်မတော်ကအဆိုပါအကြမ်းဖက်တောင်းကျမ်းသူများခိတ္တစိုးမိုးထားတဲ့တပ်စခန်းများနဲ့မြို့ရွာများကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတင်ငန်းညီနောင်တပ်နယ်ကို2025ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းညီနောင်မြောက်ရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဆလဘီတမတော်စစ်ကြောင်းများကမြန်မာထိုင်းနိုင်ငံနယ်စပ်ဒေသတလျှောက်မြန်မာနယ်နိမိတ်အတွင်း၌ KNL နဲ့ PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူများခိုးအောင်းမှုမရှိစေရေးနာမည်ဆိုးဖြင့်ကြော်ကြားနေတဲ့မြန်မာထိုင်းနယ်စပ်တလျှောက်မြန်မာဗတ်ချမ်းတို့တရားမဝင်နိုင်ငံသားများနယ်စပ်ဖြတ်ကျော်ဝင်ရောက်ကတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်စာမှုနှိမ်နင်းရေးအတွက်လိုအပ်တဲ့အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကိုဆက်လက်ဆောင်ရွက်ခဲ့ရာအကြမ်းဖက်တောင်းကျမ်းသူများခိုးအောင်းနေထိုင်တဲ့လက်ခတ်တောင်ဖျားကုန်းနဲ့ပတ်ဝန်းကျင်ဒေသတဝိုက်ကိုစက်တင်ဘာလ9ရက်နေ့မှာ၎င်းဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူများအတွက်ဆောက်လုပ်ပေးထားတဲ့၄ကီကောမြို့သည်အားစစ်ကြောင်းများခွဲပြီးအဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအော်တိုဘာလ9ရက်နေ့မှာအဆိုပါ၄ကီကောမြို့သည်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အဆိုပါမျိုးတွေမှာရခိုင်ဆောက်လုပ်ပြီးကစားဒေသခံတိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများနေထိုင်ကြတော့လေ2023ခုနှစ်နောက်ပိုင်းအကြမ်းဖက်တောင်းကျမ်းသူ KNL နဲ့ PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူများကအဆိုပါဒေသခံတိုင်းရင်းသားများကိုမောင်းထုတ်လျက်အကြမ်းဖက်အုပ်စုနဲ့၎င်းတို့ရဲ့မိသားစုဝင်များတရားမဝင်တိမ့်ပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲ့လိုတိုက်ခိုက်သိမ်းပိုက်စဉ်မြန်မာထိုင်းနယ်စပ်အနီးရှိနာမည်ဆိုးဖြင့်ကြော်ကြားနေတဲ့ KK ဘက်ကိုလည်းတစ်ချိန်နဲ့တပြိုင်တည်းတပ်မတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။တိုက်ပွဲစဉ်တစ်လျှောက်အကြမ်းဖက်တောင်းကျမ်းသူများနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်တောင်းကျမ်းသူများထံမှအလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ပစ္စည်းများတင်စီရမိခဲ့တယ်လို့ KK ဘက်အတွင်းမှထူးခြားလက္ခဏာမတွေ့တော့တဲ့တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်တပ်ဆင်ထားတဲ့ Starlink စလောင်းအစုံ30နဲ့ဆက်ပစ္စည်းများကိုတင်စီရမိခဲ့တဲ့အပြင်ဆောက်လုပ်ပြီးအဆောင်တစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်အလုံး100
၄ထပ်တိုက်အလုံး20နဲ့၅ထပ်တိုက်2လုံးတစ်ထပ်တိုက်ဈေးဆိုင်ခန်းအလုံး20နှစ်ထပ်တိုက်ဈေးဆိုင်ခန်းအလုံး30တစ်ထပ်တိုက်ကိုတောင်15လုံးနှစ်ထပ်တိုက်ကိုတောင်အလုံး20လေးထပ်တိုက်ကိုတောင်အလုံး10လုံးဆောက်လုပ်ဆယ်နှစ်ထပ်တိုက်21လုံးသုံးထပ်တိုက်10လုံးလေးထပ်တိုက်5လုံးငါးထပ်တိုက်5လုံးနဲ့တစ်ထပ်တိုက်စေပေကန်နှကန်းတို့ကိုတွေးရှိခဲ့ပြီးအဆိုပါအဆောက်အဦများအတွင်းမှာအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးကြား98ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့ပါတယ်။အဆိုပါခေခေပတ်ဝန်းအတွင်းရှိအဆောက်အဦများဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမိန့်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နှင့်ခီးသွားလာရေးရဲ့ဆောက်လုပ်ခွင့်ပြုမိန့်များနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိတဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူများကိုဆင့်ခေါ်ရမှာလေလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုများကိုလုံထုံးလုံနည်းများနဲ့ညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။တမတော်စစ်ကြောင်းများအနေဖြင့်ဆက်လက်တိုက်စစ်အရှိန်အဟုန်ဖြင့်စစ်ဆင်မှုပြုလုပ်ခဲ့ရာ2024ခုနှစ်က KNL နဲ့ PDF အမည်ခံအကြမ်းဖက်သမားများထိန်းချုပ်ခဲ့တဲ့ရှုခင်းသာစခန်းကိုအော်တိုဘာလ18ရက်နေ့မှာ၎င်း.139ဆွဲတော်စခန်းကုန်းကိုအော်တိုဘာလ19ရက်နေ့မှာ၎င်းအစဉ်စဉ်သိမ်းပိုက်နိုင်ခဲ့ပြီးနယ်စပ်ဒေသတလျှောက်ရှိအဓိကအချက်ချကြတဲ့နေရာများကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနဲ့နယ်စပ်ဒေသတလျှောက်တပ်မတော်စစ်ကြောင်းများကဆက်လက်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သတင်းရရှိပါရခင်ဗျာ။